ဒီနေ့ကတော့ကျွန်တော်ငုံချောင်းလေးပဲပြန်ဆက်ရအောင်နော်ဒီနေ့ကျွန်တော်ငုံထောင်ထားတယ်ဗျဒီနေ့ကဘယ်လိုထောင်ထားလဲဆိုတော့ကျွန်တော်စပီကာပေါက်လေးနဲ့လေပေါက်အသေးလေးနဲ့ဒါအတန်ပေးပြီးတော့ထောင်ခဲ့တာပေါ့နော်ဒီနေရာအသိတော့မသေးကြဘူးဗျဒါပေမဲ့ညာလေးခဏပြင်းပြထောင်ကြည့်လိုက်တယ်အဲ့ဒါကျွန်တော်တို့သွားကြည့်လိုက်အောင်ဒီတော့မသေးကြဘူးဒါမြေပဲကင်းနေမြေပဲတွေရမ်းကောင်းနေဗျအတန်ကြားလားစပီကာပေါင်းနဲ့ထားတာမိသေးဘူးဗျဒီရတမ်းကြောက်ခေါင်းမိနေတယ်ဒီဟုတ်တယ်ဟိုမှာတကောင်တော့မိဟောငုံမတကောင်တော့မိနေတယ်ဩဒီနေ့ဒီငုံရှိမှန်းမသိဘူးကျန်ထောင်ကြည့်လိုက်တယ်ဒီနေ့မှပြန်ပြီးတော့ထောင်ကြည့်လိုက်မယ်ဗျမိတော့မသိဘူးလေထောင်ပြီးထားခဲ့လိုက်ပြီးရောမလားမမီရောမလားဆိုတာတော့ထားကြည့်လိုက်ဒီမှာလေကျွန်တော်စပီကာပေါက်လေးနဲ့ထားခဲ့ဒီမှာဖုန်းဝပေါက်ကိုတွဲပြီးထားခဲ့လူမရှိတော့ယူသွားတော့လေစင်ပြေတာပေါ့ဗျာဖုန်းတွေရောပေါက်တွေရောအားလုံးပြီးသားပေါ့โอเคအဲ့တော့ခေါက်မှဆက်ပြီးတော့တင်ပြအောင်မယ်